ရွာတစ်လျှောက်လမ်းဝင်မယ်ဆမ်းမင်းလေးတညာတမထနောင်းနဲ့မကြည့်ဘေးရဲ့စာတင်ရောင်းကရွာအဝင်မယ်တမထနောင်းနဲ့မကြည့်ဘေးရဲ့မကြီးကြည့်ကြပါသူမြင်တော့ကျွန်တော်ပကံတောင်းနေကူရကြည့်ရကြီးကိုလာရကြတဲ့ဧည့်သည်တော်ပေါ့တမပင်နဲ့ခဏမင်းနဲ့မကြီးပင်နေတဲ့မကြီးကြည့်ကြပါသူမြင်တော့အပေါဖြည်း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 ကိုတဲ့ဖြည်းဖြည်းရလေးတစ်ခါလာရောက်ဖို့ဖိတ်ခေါ်ခြင်းနဲ့ရွာတစ်လျှောက်လမ်းဝင်မယ်ဘယ်နဲ့လေးတန်းရောရွာတစ်လျှောက်လမ်းဝင်မယ်ဆမ်းမင်းလေးတန်းရောတမထနောင်းနဲ့မကြည့်ဘေးရဲ့စာတင်ရောင်းကရွာအဝင်မယ်တမထနောင်းနဲ့မကြည့်ရဲ့သူမြင်တော့ကျွန်တော်ပကံတောင်းနေကူရကြည့်ရကြီးကိုလာရကြတဲ့ဧည့်သည်တော်ပေါ့တမန်တွေခဏမနေမကြီးပင်နေတဲ့မကြီးကြည့်တော့သူမြင်တော့ဖြည်း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 ကိုတဲ့ဖြည်းဖြည်းHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ